အရန်မင်းသားကနေစီးပွားရေးအကွက်မြင်တာကြောင့်မင်းသားကြီးများထက်ပိုချမ်းသာသွားတဲ့ကောင်းမြတ်ဆန်မင်္ဂလာပါစက်မိစက်ရပရိသတ်ကြီးရေရီလိုက်တိုင်းပချိုင်ကလေးနဲ့ပြိုမတီများရဲ့အသေးကိုအခုထိကင်လုံနိုင်နေတဲ့မင်းသားချော်လေးကောင်းမြတ်ဆန်ဟာအခုဆိုကိုပိုင်ဝင်ငွေနဲ့3,500တန်အိမ်ကြီးအပြင်စီးပွားရေးများစွာကိုလည်းကိုယ်တိုင်ဦးစီးလောက်ကင်တဲ့အပြင်တငယ်ချင်းများကိုလည်းလက်လွဲလောက်ကင်ထားရတဲ့အထိစီးပွားရေးဘက်မှာနေရာယူလာတာပဲဖြစ်ပါတယ်။သူနဲ့အတူတူအမှုပညာလမ်းကြောင်းဝင်ရောက်ခဲ့သူများသာမကမင်းသားကြီးများထပ်ပင်ပိုပြီးစီးပွားရေးအကွက်မြင့်တက်မှုကြောင့်ငွေကြေးများစွာချမ်းသာလာတာပဲဖြစ်ပါတယ်။အရန်နေရာကနေအခုဆိုအနေအထားတစ်ခုကိုရောက်နေကြပြီဖြစ်တယ်။လိုက်ကွင်းမင်းသမီးနှိုင်းရှင်မြင့်မို့ကိုပိုင် listed brand တစ်ခုကိုသူများနဲ့မတူတဲ့ကြော်ညာများနဲ့ပရိသတ်အားပေးမှုကိုရရှိထားတဲ့မိပကြီးအသက်ငယ်ငယ်နဲ့3,500တန်အိမ်တလုံးပိုင်ဆိုင်နေတဲ့ကောင်းမြတ်ဆန်တို့လိုမျိုးလမ်းမမရောက်ပဲတေးသေးချာချာစူးစမ်းရင်ကိုလိုချင်တဲ့အခြေအနေတစ်ခုကိုတေချာပေါက်ရောက်နိုင်တာမို့ပရိသတ်ကြီးများအားလုံးလည်းအားမလျှော့နဲ့စူးစမ်းကြပါလို့ပြောပါရစေရှင်ကြည့်ရှုပြီးတဲ့စက်မိစက်ရပရိသတ်ကြီးတယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါတယ်